ပထမဆုံးကျွန်တော်တို့ trusty ပေးတဲ့ကိုဝင်လိုက်ပါပြီးရင်ဒီအပေါ်ထောက်နာက top up ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဘေးဖြည့်မဲ့ဖုန်းနံပါတ်ထည့်ပါကျွန်တော်တို့ဖုန်းနံပါတ်ကိုရှေ့က399မခံပဲထည့်ပေးပါပြီးရင်တော့ကိုဖြည့်ပေးခြင်းနဲ့ငွေပမာဏကိုရွေးပြီးတော့ confirm ကိုနှိပ်လိုက်ပါပြီးရင် pay now ကိုနှိပ်ပြီးတော့ password ထည့်ပါဒါဆိုရင်တော့ကိုထည့်ပေးခြင်းနဲ့ဖုန်းနံပါတ်တွေကိုဖုန်းပေးရောက်သွားပြီပဲဖြစ်ပါတယ်ထည့်ပေးလိုက်တဲ့အချက်လက်တွေကို receipt ထဲမှာကြည့်လို့ရပါတယ်ပြီးရင်တော့ home ကိုနှိပ်ပြီးပြန်ထွက်လိုက်ပါကျွန်တော်တို့ဘေးထည့်ထားသမျှဖုန်းနံပါတ်တွေကိုပြန်စစ်ချင်တယ်ဆိုရင်တော့ top up ဆိုတဲ့ထဲကိုပဲပြန်ဝင်လိုက်ပါပြီးရင်ညာဘက်ထောက်နာကအကြောင်းလေး၃ကြောင်းကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကိုဘယ်ဖုန်းတွေကိုဘေးထည့်ပေးထားလဲဆိုတာကိုပြန်စစ်လို့ရပြီပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ